ပုံနေ့မှာအနာငိမ့်စေတဲ့အကြောင်းအရှင်ယေရှုဟာဝတ်ပြုတဲ့နေရာကိုနောက်တစ်ချိန်ဝင်တဲ့အခါအဲ့ဒီအထဲမှာလက်တစ်ဖက်သေနေတဲ့လူတစ်ယောက်ရှိနေတယ်။အဲ့ဒီနေ့ဟာဥပုံနေ့ဖြစ်နေလို့ကိုရောကအနာရောဂါငြိမ်မငြိမ်ဘလို့လုံးမလဲဆိုတာကိုအပြစ်တင်ဖို့ဖာရိရှဲတွေကစောင့်ကြည့်နေကြတယ်။ကိုရောကလက်တစ်ဖက်သေနေတဲ့သူကိုအားလုံးရှေ့မှာရက်နေလိုက်ပါဆိုပြီးမိန့်တော်မူလိုက်တယ်။ပြီးတော့အဲ့ဒီမှာရှိတဲ့လူတွေကိုလည်းဥပုံနေ့မှာကောင်းတာလုပ်တင်သလားဆိုးတာလုပ်တင်သလားအသက်ကိုကဲတင်သလားတတ်တင်သလားလို့မေးလိုက်တော့ဘယ်သူမှပြန်မဖြေပဲအားလုံးတိတ်ဆိတ်နေကြတယ်။ဒါကြောင့်ကိုရောဟာအမျက်တော်ထွက်ပြီးဘေးပတ်လည်ကိုလှည့်ကြည့်လိုက်တဲ့အခါသူတို့ရဲ့စိတ်နှလုံးဟာစာနာစိတ်ကင်းမဲ့တာကိုမြင်လို့ကိုရောဟာစိတ်မကောင်းဖြစ်ရတယ်။ဒီလိုနဲ့လက်တစ်ဖက်သေနေတဲ့သူကိုတင့်ရဲ့လက်ကိုဆန့်ထုတ်လိုက်ပါလို့အမိန်ပေးလိုက်တာနဲ့အဲ့ဒီလက်ဟာချက်ချင်းအကောင်းပကတိဖြစ်သွားတယ်။အဲ့ဒီချိန်မှာဖာရိရှဲတွေဟာထွက်သွားပြီးကိုရောကိုဘလို့လုပ်ကြံရမလဲဆိုတာကိုဟေရုံမင်းရဲ့တပည့်တွေနဲ့စပြီးတိုင်ပင်ကြတယ်။ဒါကြောင့်အရှင်ယေရှုဟာတပည့်တော်တွေနဲ့အတူဂါလိလဲအိုင်နာကိုကြွတော်မူတယ်။အဲ့ဒီမှာယေရုရှလင်မြို့ယူဒပြည်ဣဒုမဲပြည်ယော်ဒန်မြစ်တစ်ဖက်ကမ်းကလာတဲ့သူတွေနဲ့တူရုမြို့ဇီးတုံမြို့အနီးအနားမှာရှိတဲ့လူတွေဟာကိုရောပြုခဲ့သမျှကိုကြားလို့အထံတော်ကိုလာကြတယ်။ကိုရောဟာလူတွေကသူ့ကိုတိုးဝှိပြီးမထိခိုက်မိအောင်အနားမှာလှေတစင်းကိုအစင်းသင့်ထားဖို့တပည့်တော်တွေကိုပြောတယ်။ဘာဖြစ်လို့လဲဆိုတော့အရှင်ယေရှုကလူတွေကိုကျမ်းမာစေတဲ့အတွက်ယောဂသည်တွေဟာကိုရောကိုတိုးထိဖို့တိုးဝှိနေကြလို့ဖြစ်တယ်။နတ်ဆိုးတွေကလည်းကိုရောကိုမြင်တဲ့အခါရှေ့တော်မှာပြက်ဝတ်ပြီးကိုရောဟာဖျားသခင်ရဲ့သားတော်ဖြစ်ပါတယ်ဆိုပြီးအော်ဟစ်နေကြတယ်။ကိုရောကသူ့အကြောင်းကိုမပြောဖို့နတ်ဆိုးတွေကိုတင်းတင်းကြပ်ကြပ်တားမြစ်လိုက်တယ်။ဒါကတော့ရှမာကုအခန်း3အပိုင်ငယ်1မှ12အထိဖြစ်ပါတယ်။